ကုမ္ပဏီ CEO သူထေးလေးဟာခောက်ဆွဲကိုတလုတ်ပဲမြင်ရတယ်တဲ့ဒီအရသာဟာသူ့ရဲ့ငဲချေဦးလုတ်ပေးခဲ့တဲ့ခောက်ဆွဲအရသာနဲ့ထပ်တူကြာနေမိမှချက်ချင်းသိလိုက်ရတယ်သူလဲခောက်ဆွဲတပလလုံးကိုအမြန်ကုန်အောင်စားပြီးဒါကိုဘသူချက်တာလဲလို့လိုက်မေးတော့တာပေါ့သူ့ရဲ့ငဲချေဦးနဲ့ပြန်ဆုံရမယ်လို့ထင်နေတဲ့အချိန်မှာပဲအမျိုးသားစားတပူမှုတယောက်ကရှေ့ထော်လာပြီးသူချက်တာပါလို့ပြောလိုက်တာကြောင့်တထေးလေးရဲ့အမျောလင်းချက်တွေတစ်ခါပြန်ပျက်စီးသွားရပြန်တယ်တကယ်တော့အဲ့ဒီစားတပူမှုကကောင်မလေးရဲ့လက်ရာကိုသူ့လက်ရာပါဆိုပြီးလိန်ညာပြီးနာမည်ကောင်းယူလိုက်တာကိုတထေးလေးခမရမသိရှာဘူးဒါပေမဲ့ကန်ကောင်းကျင်တော့တထေးလေးရဲ့အဖွားထစ်သူဟာဒီခောက်ဆွဲကိုတကယ်ချက်ခဲ့တာကောင်မလေးဆိုတာကိုသိသွားခဲ့တယ်ဒီကောင်မလေးကတထေးလေးကိုပထမဆုံးအကြိမ်အစားအသောက်မြင်စေခဲ့တဲ့သူဖြစ်တာကြောင့်အဖွားထစ်သူဟာသဘောကျလို့ကောင်မလေးကိုသူ့မြင်းနားမှာပဲထားဖို့ဆုံးဖြတ်လိုက်တယ်မကြခင်မှာပဲအဖွားကစားတောက်ဆိုင်ကိုလိုက်သွားပြီးကောင်မလေးကိုတွေ့တော့ငါမြင်းနဲ့လက်ထပ်မလားလို့စိတ်လူရှားစွာနဲ့ကန်လန်းပါတော့တယ်ကောင်မလေးကအဖွားရဲ့မြေးကစားတောက်ဆိုင်ရဲ့ CEO တထေးလေးမှန်းတီးသွားတဲ့အခါလက်ထပ်ဖို့သဘောတူလိုက်ပေမယ့်အဖွားဖြစ်သူအနေနဲ့သူမကိုစားတောက်ဆိုင်ရဲ့အမှုဆောင်စားသဘောမှု head chef ဖြစ်အောင်ကူညီပေးရမယ်လို့တောင်းဆိုခဲ့တယ်ဒါကသူမရဲ့အဖိုးဖြစ်သူပေးရထည့်တဲ့တာဝန်တစ်ခုမို့လို့ပါဒါကိုကြားရတဲ့အဖွားကလည်းချက်ချင်းပဲဆိုင်မန်နေဂျာကိုဖုန်းဆက်ပြီးကောင်မလေးကိုအမှုဆောင်စားသဘောမှုအဖြစ်ယာထူးတိုးပေးဖို့အမိန့်ပေးလိုက်တယ်ဒီလိုနဲ့ကောင်မလေးကတထေးလေးရဲ့ရုပ်ကိုတောင်မမြင်ဘူးပဲလက်ထပ်ရပါတော့တယ်တထေးလေးကတော့သူ့ခွင့်ပြုချက်မပါပဲအဖွားဖြစ်သူတော်အရာစီစဉ်လိုက်တဲ့ဒီအိမ်တော်ရဲ့အပေါ်မှာဒေါသထွက်နေပြီးသူ့ရဲ့ငဲချီဦးဟာသူ့ဇနီးဖြစ်လာမှအိမ်မက်တောင်ကမတ်ပဲနဲ့ကွာရှင်းမှုပဲဆုံးဖြတ်ထားခဲ့တယ်တစ်ဖက်မှာတော့ကောင်မလေးကပျော်ပျော်ရွှင်ရွှင်နဲ့ဆိုင်ကိုပြန်လာခဲ့ပြီးမြင်ဆိုင်မန်နေဂျာရဲ့အနှင်ကိုခံရပြန်တယ်မန်နေဂျာကအဝေးစားတတ်တတ်ရရဝတ်ထားတဲ့အလုပ်သွင်းမလေးကိုတထီးကြော်လို့မာယွင်းထင်မှတ်ပြီးကောင်မလေးအစားအဲ့ဒီအလုပ်သွင်းမလေးကိုအမှုဆောင်စားတဖို့မူခန့်လိုက်လို့ကောင်မလေးခမအရန်စိတ်ပြတ်သွားရတယ်သူမကမိမိကိုစားတဖို့မူကြီးနဲ့မြေးထက်ကြောင်းသူမအမှုဆောင်စားတဖို့မူထဲမှာသာဒီဆိုင်ကမီချီလင်းအတိမဲ့ပြုစစ်ဆေးမှုကိုအောင်မြင်မှာဖြစ်တယ်လို့ပြောပေမဲ့အားလုံးကသူမကိုဝိုင်းရကြတယ်အလုပ်သွင်းမလေးကလည်းကောင်မလေးကိုသူမလိုပဲလိန်ညာနေတဲ့သူလို့ထင်ပြီးတထီးကြော်အဖြစ်တက်တောင့်သားပဲဟန်ဆောင်နေလိုက်တယ်ပြီးမန်နေဂျာကိုလည်းဒီအကြောင်းအပြင်းလူတွေမသိအောင်နှုတ်ပိတ်ထားခိုင်းတယ်ကောင်မလေးကသူမဟာတထေးရဲ့တေယဝင်စနီးအစစ်ပါလို့ထခါကြလဲလဲဖော်ပေမဲ့မန်နေဂျာကမယုံတဲ့အပြင်ဟင်းချက်နာမည်ယုံမျိုးမဟုတ်ဘူးလို့တော့နှားခေါင်ရှုံးတယ်အဲ့ဒီအချိန်မှာပဲတထေးလေးကဆိုင်ထဲကိုလမ်းလျှောက်ဝင်လာတယ်ကောင်မလေးကိုမြင်ချင်းမှာပဲတထေးလေးဟာတစုံတစ်ခုကိုရင်းနှီးနေတယ်လို့ပြင်းထန်တဲ့ခံစားချက်လာတယ်ကောင်မလေးကအမှုဆောင်စားသဘောမှုဖြစ်ချင်တယ်ဆိုတာကိုသိရတဲ့အခါတထေးလေးကသူမကိုအခြားစားသဘောမှုတွေနဲ့ပြိုင်ပွဲရင်ဆိုင်စေဖို့ဆုံးဖြတ်လိုက်တယ်ပြီးကောင်မလေးကလည်းချက်ချင်းသဘောတူလိုက်တယ်ဒီသတင်းကိုကြားတော့အလုတ်သိမ်းမလေးဟာခိုးကြောင်ခိုးဝက်နဲ့အစီအမင်းအရသာမှုတွေကိုသူမရဲ့ဟင်းလေးရတဲ့ခိုးထည့်လိုက်တယ်သူမရဲ့ဟင်းကိုမီးဆိုင်ကြည့်ပြီးတဲ့အခါမှာတခြားစားသဘောမှုတွေကကောင်းလွန်းလို့ဆိုပြီးချီးမွမ်းခံဖွင့်ကြတယ်ဒါပေမဲ့ပထေးလေးကတော့သူတို့ရဲ့တရုပ်ဆောင်မှုတွေကပိုလွန်းတယ်လို့မြင်တယ်ကောင်မလေးရဲ့လောက်ရောက်တဲ့အခါမှာတော့သူမရဲ့အကောင်းဆုံးကြက်စွပ်ပြုတ်ကိုချပြရတယ်စားသဘောမှုအားလုံးကသူမရဲ့စွပ်ပြုတ်ကရိုးရှင်းလွန်းလို့ရှုံးမှသေးကြတယ်ဆိုပြီးဝိုင်းလောင်ကြတာပေါ့ဒါပေမဲ့တထေးလေးကစွပ်ပြုတ်ကိုတောက်ကြည့်ပြီးတဲ့နောက်မှာတော့အလွန်ရင်းနှီးနေတဲ့ဒီအရာတာကိုချက်ချင်းမှတ်မိသွားပြီးကောင်မလေးရဲ့နာမည်ကိုအလောတကပြီးမေးလိုက်ပါတော့တယ်ကောင်မလေးကပြန်ဖြေဖို့ပြင်လိုက်တော့အလုတ်သိမ်းမလေးကကြားတဲ့နှောက်ရှက်လိုက်ပြီး